လေးအသေးအလေးတွေကျွေးတိုင်းဖတ်စခွင့်များတဲ့ကြုံရောက်ချစ်အိမ်မလေးရဲ့ဒီလမ်းတွေမြေပေါ်ဒုက္ခတွေမပြောင်းရင်ဘူးတဲ့စကားမှချို့ကိုယုံပြီးမထားရခဲ့တဲ့လောင်းတော်လေးအရင်တိုင်းမှာဒီချစ်တွေပြန်ရုပ်သိမ်းမှု